ဟာမင်းသမီးအဖြစ်ပွဲဥထွက်ခဲ့တဲ့နေ့မှာပဲမူလအရွယ်80ကျော်အဖွားကြီးပြန်ဖြစ်သွားခဲ့ပါတယ်။ CEO နဲ့မီဒီယာတွေကထုံမြင့်ကွင်းကိုမြင်ပြီးအလွန်အံ့ဩသွားခဲ့ရတယ်။သူမဟာအရင်က CEO နဲ့အတူနေ့ရက်တိုင်းဖြတ်တန်းခဲ့ကြတယ်။ခင်မွန်းတဲ့အဖိုးကြီးကသူမဟုတ်ဖြစ်နေရဲဆိုတာကိုရေးမိခဲ့ပေမဲ့သူမကိုချစ်တော့ဘာမှမပြောရခဲ့ဘူး။အဖိုးကြီးကစေးတုံးရဲ့တစ္ဆာစုပြီးသူမဒုက္ခရောက်မှာကိုပဲစိုးရိမ်နေခဲ့ပါတယ်။နောက်ဆုံးမှာတော့သူမဟာ CEO တင်ပေးတဲ့မင်းသမီးတစ်လက်ဖြစ်လာခဲ့ပါပြီ။မင်းသမီးအဖြစ်ပွဲဥထွက်ဖို့ပြင်ဆင်နေတော့သူမကောင်ကစပင်းဖြူတွေတို့အလားပြင်စရာမှာပြလိုက်တော့သူမလန့်သွားခဲ့တယ်။စပင်းဖြူတွေဆွဲနှုတ်နေတော့ CEO ကသူမကိုဖွဲဆနေပြီးမို့ထွက်လာခဲ့ဖို့တကားရှိမှစောင့်နေခဲ့တယ်။သူမကိစ္စအမြန်ရှင်းပြီးထွက်လာခဲ့တဲ့ CEO ကလှလိုက်တဲ့ငါမင်းသမီးတွေပါလားလို့ပြောပြီးချီချူးလိုက်တယ်။သူမပွဲဥထွက်နေတော့မှခင်မွန်းတဲ့အဖိုးကြီးကလည်းဂုံပြူဖို့လက်ဆောင်လေးပြင်ဆင်လာခဲ့ပါတယ်။သူမဟာ CEO ကြောင့်သူမဟာဖြစ်တည်တာပါဆိုပြီးကျေးဇူးတင်စကားပြောလိုက်တယ်။သူကျေးဇူးရှင်က CEO ပါ။ကျမရှင်ကိုသိရှိတဲ့အခုရှင်ကကျမဘဝပါလို့ပြောလိုက်တော့ခင်မွန်းတဲ့အဖိုးကြီးကရှင်ဒီကွဲနေခဲ့ပြီးဒီစေးရဲ့အာနိသင်ကမော်စရာစီမှာပေါ်နေခဲ့ပါပြီ။သူမဟာမကြခင်တစ္ဆာဆူးတော့မယ်။ထိုစဉ်ခင်မွန်းတဲ့အဖိုးကြီးကမင်းတော်တော်လုံးရတာပဲငါကျေးဇူးတွေကိုမင်းဒီလိုနည်းနဲ့ဆော်ကားတယ်။ငါဟာမင်းရဲ့ယောက်ျားပဲမင်းတစ္ဆာဆူးတော့မယ်လို့ပြောလိုက်တယ်။သူမဟာရှင်ယူပြီးရှောက်ပြောနေတာပဲလို့ပြောကပလင်းကိုကင်ပြီးအဖိုးကြီးရဲ့ခေါင်းကိုရိုက်လိုက်ပါတယ်။တစ္ဆာတရားနဲ့စီရင်ထားတဲ့ထိုမောစီလုံးဟာငယ်စဉ်ကတစ္ဆာဆိုခဲ့တဲ့ကျန်းချိန်တော်ရဲ့ဂရီတစ္ဆာတွေနဲ့ဖော်ဆက်ထားခြင်းဖြစ်တဲ့သူမတစ္ဆာသူရခဲ့ပြီးသူမရဲ့ရုပ်ရည်ကအရေးချောင်းတွေတဖြည်းဖြည်းပေါ်လာခဲ့ပြီးသူမဟာနောက်ဆုံးမူလ80ကျော်အရွယ်အဖွားကြီးပြန်ဖြစ်သွားခဲ့ပါတယ်။ CEO ဟာသူမကိုချီပြီးအလွန်တုန်လှုပ်သွားခဲ့တဲ့မီဒီယာတွေလည်းအံ့ဩကုန်ကသူမကပုံစံပြောင်းနေတာကိုမသိပဲ CEO ကိုအကောဘာဖြစ်လို့လဲကျမလေးလို့ပြောလိုက်တော့ CEO ကငါနာမကက်နဲ့ခုထွက်သွားစမ်းမင်းရဆုံးမပဲလို့ပြောလိုက်တယ်။သူတွေအကုန်လက်ဖြတ်ပြီးပြေးထွက်ကုန်ကြတယ်။သူမကိုသူမခုချိန်นี้ဘာဖြစ်လို့ဖြစ်နေမှမသိပါဘူး။ဘာလို့ငါ့ကိုကြောက်နေကြတာလဲလို့သူမတဦးချင်းစီကိုလိုက်မေးနေခဲ့တယ်။